ကျွန်တော်ရဲ့ digital field 9နှစ်တာကာလအတွေ့အကြုံတွေမှာကျွန်တော်လုပ်ခဲ့မှုတဲ့အမှားလေးတစ်ခုကိုကျွန်တော် sharing လုပ်ပေးခြင်းပါတယ်ကျွန်တော်တို့လုပ်ငန်းတွေလုပ်တဲ့နေရာမှာကျွန်တော်တို့အမှားယွင်းတွေရှိကြတယ်အဲ့ဒီအမှားယွင်းရနေမှာတဆင့်ကျွန်တော်တို့သင်ခန်းစာတွေယူပြီးတော့မှတခြားသူတွေပြန်လည်မျှဝေပေးကြတယ်ကျွန်တော်တို့ရဲ့လုပ်ငန်းတွေမှာပြန်လည်ပြီးတော့မှအသုံးချကြတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့ TikTok ဆက်ပေါ်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဗီဒီယိုတွေရိုက်ကြတယ် content တွေအများကြီးဖန်တီးကြတယ်ပေါ့နော်အဲ့ဒီအချိန်တွေမှာကျွန်တော်ဘာလုပ်ခဲ့မိလဲဆိုတော့လေကျွန်တော်ရဲ့ client တွေကို run ပေးတဲ့အချိန်မှာပေါ့နော်ကျွန်တော်ဗီဒီယိုတွေရိုက်တဲ့အချိန်မှာကျွန်တော်တို့ကတနည်းအားဖြင့်ပြောရရင် TikTok ဆက်ပေါ်ကစားက entertainment only ကိုတင်ရတဲ့ platform ပေါ့နော် platform ဖြစ်တဲ့ပုံမှာကျွန်တော်တို့ဒီ entertainment နဲ့ပတ်သက်တဲ့ content တွေကိုပဲအများအားဖြင့် focus ထားပြီးတင်ပြတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ brand နဲ့ဆက်ဆက်တဲ့ဟာဖြစ်ခြင်းလည်းဖြစ်မယ် brand နဲ့မဆက်ဆက်ပဲနဲ့ကျွန်တော်တို့ trend ရိုက်ရတဲ့အရာမျိုးတွေရှိခြင်းလည်းရှိတယ်ပေါ့နော်ကျွန်တော်ချာလာတာနဲ့အမျှအဲ့ဒီကနေကျွန်တော်ဗာသင်ခန်းစာတစ်ခုရလဲဆိုတော့လေကျွန်တော်တို့ပုံမှန်ပေါ့နော်ဟာတာဗီဒီယိုတွေရိုက်ကြတယ်ပေါ့နော်များတော့အဖြစ်ကတော့အဲ့ဒါပဲရိုက်ကြတာ哦အဲ့ဒီကနေမှရိုက်ကမှတဆင့်ကျွန်တော်တို့ရဲ့ product ကိုဘယ်သူသိလဲမင်းကျွန်တော်တို့ရဲ့ product ကိုဘယ်သူမှမသိဘူးဘာရောက်နေမှလည်းမသိဘူးဘာလုပ်နေမှလည်းမသိဘူးရီရလို့ကြည်တယ် entertainment ဖြစ်စေလို့ကြည်တယ်အဲ့ဒီဘောမျိုးပဲဖြစ်တယ်ပေါ့နော်တင်ကောင်းတိုင်းတင်နေကြတဲ့အရာတွေရှိရပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ရဲ့အမှားကနေတဆင့်သင်ခန်းစာယူလို့ရအောင်လို့ကျွန်တော်မျှဝေပေးချင်တာပေါ့နော်ကျွန်တော်တို့ TikTok မှာဗီဒီယိုတွေဆိုရင်ဘာဗီဒီယိုပဲတင်ပေါ့နော် objective တစ်ခုရှိဖို့လိုလိမ့်မယ်အဲ့ဒါဘာကြောင့်ကျွန်တော်ပြောလဲဆိုရင်ကျွန်တော်တို့ဟာတာရိုက်တယ်ဆိုရင်လည်းဒီဟာတာကကျွန်တော်ရဲ့ brand ရဲ့ image ကိုထိခိုက်စေမယ့်အရာမျိုးမဖြစ်စေရဘူးပေါ့နော်ပြောရရင်ကျွန်တော်တို့ရဲ့ brand ရဲ့ message တစ်ခုခုလည်းဒီဗီဒီယိုထဲမှာပါဝါအောင်လို့ကျွန်တော်တို့လုပ်နိုင်ရမယ်ဒီနေ့ခေတ်မှာကကြတော့အဲ့လိုမဟုတ်တော့ဘူးဗီဒီယိုပေါက်ရင်ပြီးရောဆိုပြီးတော့ပြီးရောရိုက်နေကြတဲ့အရာမျိုးတွေအများကြီးတွေ့ရတယ်ပေါ့နော်ကျွန်တော်အဲ့ဒီထဲမှာဒီ sexual harassment ပုံစံမျိုးတွေလည်းအများကြီးပါတယ်ပြောရရင်အဲ့လိုတခြားပေါ့နော် brand ရဲ့ image ကိုထိခိုက်စေမယ့်အရာတွေလည်းအများကြီးပါတယ်ပေါ့နော်ကျွန်တော်တို့ view များရင်ပြီးရော attention ရရင်ပြီးရောဆိုပြီးရောလုပ်နေကြတဲ့အရာတွေအများကြီးရှိရဲ့ပုံမှာပေါ့နော်ကျွန်တော်ရဲ့ experience လေးတစ်ခုကျွန်တော်ရဲ့အမှားလေးတစ်ခုသင်ခန်းစာယူစေခြင်းလို့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒါလေးကိုတစ်ချက်ပြန်ပြီးတော့မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်နောက်ပိုင်းနေမှာလဲကျွန်တော်ရဲ့ဒီလိုအမှားတွေကနေပြီးတော့ကျွန်တော်ဘလို့သင်ခန်းစာတွေယူပြီးဘလို့တွေပြန်ပြင်ပြီးလုပ်သွားလဲဆိုတော့ဆက်ပြီးတော့ကျွန်တော်မျှဝေပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်ခဲ့အောင်เนาะကျွန်တော်မိတ်ဆွေအနေနဲ့ရောကျွန်တော်တို့တွေဒီ online ပေါ်မှာဗီဒီယိုတွေတင်တဲ့နေရာမှာပေါ့เนาะရည်ရွယ်ချက်မရှိဘဲနဲ့ပြီးရောတင်နေကြတာမျိုးတွေရှိကြလားပေါ့ဘလို့အခက်အခဲတွေရှိကြလဲ comment တွေမှာမျှဝေသွားလို့ရပါတယ်ခင်ဗျ